အားလုံးပဲမင်္ဂလာပါအခုနောက်တဲ့ဗီဒီယိုလေးကတော့ဒါတို့ပစ္စည်းလုံးဝမပါဝင်ပဲစပင်ပေါင်းတင်နည်းလေးကိုမျှဝေပေးချင်ပါတယ်ရှင်ဒီနည်းလေးကိုတစ်ပတ်တစ်ခါပြုလုပ်ခြင်းဖြင့်သူ့မှာပါဝင်တဲ့ပစ္စည်းတွေရဲ့အာနိသင်ကြောင့်စပင်ကိုနှက်မောင်တန်ဆွမ်းစေပြီးစပင်ကျွတ်ခြင်းကိုထိရောက်စွာတက်တာစေပါတယ်စပင်ပျော့ပြောင်းမှုကိုလည်းရရှိမှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ခေါင်ရမ်းရွက်ခေါင်ရမ်းပန်းရှားဆောင်လက်ပတ်ကျက်သွန်နီအသေးနန်းစီနဲ့ပြည့်တော်တဲ့ရွက်တို့ပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းအလုံးကိုချိတ်ဆက်တဲ့ထည့်ပြီးမိနစ်နည်းငယ်ကြာအောင်ကြိတ်ပေးရပါမယ်။အခုဆိုရင်တော့တဘာဝနေတိုင်းပြုလုပ်ထားတဲ့စပင်ပေါင်းစည်းလေးကိုရရှိပြီဖြစ်ပါတယ်။ဒီနည်းလေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့လိုက်လုပ်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဦးရည်ပြဆက်စတက်ရှိတဲ့သူတွေအတွက်တော့လက်ကောက်ကိုနှစ်ထည်နောက်နာလေးကိုစမ်းသပ်ပြီးမှအသုံးပြုစေချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်